ကာရီဘီယံပင်လယ်ပြင်မှာရွက်လွင်တဲ့မိသားစုလေးဟာပျော်ရွှင်စရာခရီးစဉ်တွေကြောက်မက်ဖွယ်ဘေးရန်တွေတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်။ဂျူလီယာရေကူးနေစဉ်ခြေထောက်ကိုတစုံတစ်ခုကဆွဲချလိုက်ပြီးရင်းနှီးလူနေပါဖြစ်ခဲ့ရတယ်။မိသားစုကသူ့မာကိုကယ်တင်နိုင်ခဲ့ပေမဲ့ဒါဟာကြောက်စရာအစာပြိုးချင်းသာဖြစ်တယ်။ညဘက်မှာကာစီရဲ့ချစ်သူကဗီဒီယိုခေါ်ပြီးကြီးမားတဲ့တင်တွဲတွေကိုပြသတယ်။ထို့နောက်တဲလွန်စာလုပ်ရှိတဲ့တရေငါးတွေရေးရင်အနီးချက်သွားတာကိုတွေ့ရတယ်။တောင်းကသူတို့တလိုက်ဆက်ကွင်းကိုလိုက်ကြပြီးမုံတွိုင်းနေတဲ့အတူလာတတ်တယ်လို့ရှင်းပြတယ်။ရေရင်ထိခိုက်မှုရှိမလားစစ်ဆေးဖို့ရေထဲဆင်းတဲ့တောင်းဟာပခုံးမှာတန်ရာတစ်ခုနဲ့ပြန်တက်လာတယ်။သူ့နောက်မှာတစ်ခုခုရှိတယ်လို့ခန်းစားရပေမဲ့ဘာမှမမြင်ရဘူးလို့ပြောပြတယ်။ရေဒီယိုနဲ့ဖုန်းတွေအလုံးမလုံးတော့ဘူး။ရုတ်တရက်ကောင်းကင်ကမီးတွဲတွေကြာလာပြီးပင်လယ်ထဲကိုဖြစ်ကြတယ်။ဒါဟာအုတ်ခါခဲတွေမဟုတ်ပဲဂျော်တိုဒီပြန်ကျလာတာချစ်တယ်လို့တောင်းကအတီးပြူတယ်။အင်ဂျင်လည်းပြတ်သွားတယ်။လေးပြင်းမုံတွိုင်းဝင်လာပြီးရေရင်ပြက်စီးခဲ့ရတယ်။မုံတွိုင်းအပြီးနောက်နေ့မနက်မှာမိသားစုအားတင်စွာတွေ့လိုက်ရတာကပင်လယ်ရေတွေအကုန်လုံးပျောက်ကွယ်သွားပြီးသူတို့ရဲ့ရွက်လေဟာတဲခန္ဓာရာအလယ်မှာပိတ်မိနေတယ်။